ကဲကျွန်တော်တို့ဒီ debate channel လေးကိုအစင်သက်ကြည့်ရှုအားပေးနေတဲ့ကမ္ဘာအနှံ့နိုင်ငံအသီးသီးကညီကိုမောင်နှမတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံတဲ့ညနေခင်းလေးဖြစ်ပါသေးလို့ကျွန်တော်တို့ဒီ debate channel ကနေပြီးတော့ရှေးပထမသွားစုမုံကောင်းတောင်းပေးပါတယ်ဗျကဲဟုတ်ပြီညီကိုတွေဒီ season လေးကတော့ကျွန်တော်တို့ United နဲ့ပတ်သက်တဲ့တချို့သတင်းလေးတွေရယ်ကျွန်တော်တို့ United Academy ကနေပြီးတော့ထွန်းတောက်လာတဲ့လူငယ်လေး2ယောက်အကြောင်းကိုကျွန်တော်အနေနဲ့ဒီနေရာမှာညီကိုတွေကိုပြန်လာပြီးတော့ sharing လုပ်ခြင်းပဲဖြစ်ပါတယ်ဗျကဲဟုတ်ပြီပထမဆုံးစရအောင်ပေါ့နော်ပထမဆုံးသတင်းကတော့ကျွန်တော်တို့ United အသင်းကတိုက်စစ်ကစားသမား Cisco အနေနဲ့ဒဏ်ရာရသွားတာကိုညီကိုတွေလည်းသိပြီးပသားပေါ့နော်ဟုတ်ပြီ Cisco ကကာလာအတန်ကြာဒဏ်ရာကနေပြီးတော့နားရမယ်ဆိုရင်တောင်မှကျွန်တော်တို့ United အသင်းကနေပြီးတော့နာပိုလီအသင်းကိုငှားချထားတဲ့တိုက်စစ်မှုဝိုင်လန်ကို United အသင်းကပြန်ခေါ်မှာမဟုတ်ဘူးလို့သိရတယ်ပေါ့နော်အမိုရင်ကလည်းကျွန်တော်တို့ United နီးပြကြီးအမိုရင်ကလည်းတော်တော်လေးခေါင်းပါတယ်ဆိုတော့ညီကိုတွေလည်းသိပြီးသားသူမကြိုက်ဘူးသူမကြိုက်ဘူးပဲငါမကြိုက်လို့စွန့်ပစ်တဲ့ပန်းမင်းတို့ကြိုက်တဲ့ကောင်နဲ့ဆိုရယ်ပုံစံတိုင်းပဲညီကိုတွေနော်အဲ့တော့ခါကျတော့နီးပြအမိုရင်ကလုံးဝဒီဝိုင်လန်ကိုသဘောမကျတာဖြစ်တဲ့အတွက်ကျွန်တော် United အသင်းကိုပြန်မခေါ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ United အသင်းကသိကြတဲ့အတိုင်းပဲ AFC1 Africa Cup ကိုကျွန်တော်တို့ United အသင်းရဲ့အဓိကကစားသမားအမ်ဘူမိုရဲ့အာမတ်ရဲ့ကျွန်တော်တို့ Mazaraoui ရဲ့ကိုလက်လွတ်ရမှာဖြစ်တဲ့အတွက်တိုက်စစ်ကစားသမားတစ်ယောက်ကိုတော့ကျွန်တော်တို့ United အသင်းကဒီဇန်နဝါရီအပြောင်းရွှေ့မှာခေါ်ယူသွားဖို့ရှိတယ်လို့လည်းသိရတယ်ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့အာဂျင်တီးနားနဲ့အတူတူ training လိုက်သွားတယ်ကျွန်တော်တို့လီဆန်ဒိုမာတီနက်အနေနဲ့က sorry အာဂျင်တီးနားအသင်းမှာ training တီးတတ်မယ်ဆင်းမယ်လို့သိရတယ်သူ့အနေနဲ့ကလုံးဝအာဂျင်တီးနားနဲ့ပွဲတွေကိုဝင်မကစားဘူးလို့လည်းသိရတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့မာတီနက်အနေနဲ့ကဒဏ်ရာထက်ရမှာစိုးလို့လည်းဖြစ်လိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့နီးပြကပေါ့နော်သူတို့အာဂျင်တီးနားနီးပြအနေနဲ့ကလည်းလီဆန်ဒိုမာတီနက်ကိုဒဏ်ရာရသွားမစိုးလို့အတုံးမပြူတာလည်းဖြစ်လိမ့်မယ်ပေါ့နော်။ဘာဖြစ်ပါညီကိုတို့ international break ပြီးရင်တော့ကျွန်တော်တို့ United အသင်းနဲ့တူတူမာတီနက်အနေနဲ့ကျွန်တော်တို့အသင်းမှာလာပြီးတော့ပူးပေါင်းလာနိုင်ပွဲကတော့အများကြီးပေါ့နော် percentage အများကြီးရှိနေတယ်ပေါ့နော်။ကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ United အသင်းအနေနဲ့ကတော့ဥရောပပွဲတွေဝင်မကစားရဘူးဆိုတာကိုညီကိုတို့လည်းသိပြီးသားဖြစ်လိမ့်မယ်။အဲ့တော့ခါကျတော့ဝင်နေပါနေတယ်ပေါ့နော်။အဲ့တော့ခါကျတော့ကျွန်တော်တို့ United အသင်းအနေနဲ့ကကျွန်တော်တို့ရာသီအလယ်လောက်မှာပေါ့နော် season mid လောက်မှာပဲဖြစ်ကျွန်တော်တို့ United အသင်းက sorry ကိုတွားပြီးတော့ခြေစမ်းပွဲတွေတွားရောက်ပြီးတော့ကစားဖို့ရှိတယ်လို့လည်းသိရတယ်ဒီသတင်းကတော့လုံးဝ confirm တော့မဖြစ်သေးဘူးပေါ့နော်စဉ်းစားနေတော့မှရှိသေးတယ် United တာဝန်ရှိသူတွေကကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့လူငယ်လေး2ယောက်ကြောင်းတွားရအောင်ပထမတစ်ယောက်ကတော့ကျွန်တော်တို့ Harry Ahmed လို့ခေါ်တယ် Harry Ahmed ကကျွန်တော်တို့ Sheffield Wednesday မှာသူကတွားရောက်ကစားနေတဲ့လူငယ်ကစားသမားလေးဖြစ်တယ်နောက်တစ်ခုကသူ့အနေနဲ့ကတော့ကျွန်တော်တို့အရက်ကတော့9ပြီ17ဝန်းကျင်ရှိတယ်အဲ့နေရာမှာထူးခြားတာကညီကိုတွေသူ့ရဲ့တန်ကြီးပေါ့နော်သူ့ရဲ့တန်ကြီးကအခုဆိုရင်ယူရိုဆိုရင်ကျွန်တော်တို့ 6.5 တန်းဝန်းကျင်လောက်ကိုတန်နေပြီဒီ16နှစ်သားလေးပေါ့ဒီ16နှစ်သားလေးဟုတ်တယ်ဒီ16နှစ်သားလေးကကျွန်တော်တို့ဘယ်ချီအားတက်နေကစားသမားသူက possession တော်တော်များများကိုစော့နိုင်တယ်ညီကိုတွေနော် possession တော်တော်များများကိုသူကစော့နိုင်တယ်ကစားသမားကျွန်တော်တို့အခုကျွန်တော်တို့ဒိုဂူတို့စော့နေတဲ့ဒိုဂူတို့ကျွန်တော်တို့နောက်တစ်ယောက်ကကျွန်တော်တို့ဒီကိုဒါလည်းတို့စော့နေတဲ့နေရာမှာလည်းသူကကောင်းကောင်းစော့နိုင်တယ်ကျွန်တော်တို့နောက်တစ်ခုကတော့ကျွန်တော်တို့အခု433သာသွားမယ်ဆိုရင် LM နေရာမှာပေါ့နော်ကျွန်တော်တို့လက်ဝင်းနေရာမှာလည်းသူကကောင်းကောင်းစော့နိုင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ LB ပေါ့နော်အခုလူရှော့စော့နေတဲ့နေရာသူကဘယ်ဘက်ချမ်းမှာဆိုရင်ဘလို့ပဲဖြစ်ဖြစ်သူကကောင်းကောင်းစော့နိုင်တဲ့ကစားသမားလေးကိုသိရတယ်နောက်တစ်ခုကသူ့ကိုအထူးတလဲချီးကျူးထားတာကတော့သူ့ရဲ့အခုနီးပြပေါ့နော်ညီကိုတို့သူ့ရဲ့အခုနီးပြကကျွန်တော် Sheffield Wednesday manager နီးပြကျွန်တော် Henrik Peterson ကတော်တော်လေးကိုဒီကစားသမားကိုချီးကျူးထားတယ်ဘယ်လိုချီးကျူးထားလဲဆိုတော့ Manchester United ရဲ့အငှားကစားသမားလေး Harry Ahmed ရဲ့ဖွံ့ဖြိုးတိုးတက်လာမှုပေါ်ကိုသူကအခုလိုပြောသွားတယ်ဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော် Sheffield Wednesday ကိုရောက်လာတဲ့သူကလူငယ်လေးတစ်ယောက်ရဲ့ပုံစံနဲ့ကွင်းထဲမှာကစားနေတဲ့ကစားပြီးတော့ကွင်းထဲကနေထွက်သွားတဲ့ဒီလူငယ်လေးကလုံးဝမတူတော့ဘဲနဲ့တယောက်တည်းမဟုတ်တော့ဘူး2ယောက်ဖြစ်သွားတယ်လို့ပဲပေါ့နော်ပထမဦးဆုံးသူအသင်းကိုရောက်လာတော့ကပုံစံနဲ့လုံးဝသူကခြားနာသွားပြီသူကပေါ့နော်အရင်တော့ကခြေတန်းပိုင်းအခြေအနေနဲ့မတူညီတော့တဲ့ကစားသမား2ယောက်ပုံစံပြောင်းလဲသွားတာပါဆိုပြီးတော့ကိုချီးကျူးသွားတယ်ပေါ့နော်ပြောချင်တာကဒီကစားသမားလေးကတော်တော်လေးကိုတိုးတက်လာတဲ့ကစားသမားအဲ့တော့ခါကျတော့ကျွန်တော်တို့ United အသင်းသူကလည်းအခု2025-2026ရာသီမှာမှအငှားတွားရောက်ကစားနေတာဆိုတော့ခါကျတော့ညီကိုတို့ရဲ့အငှားစာချုပ်ကလည်းတစ်နှစ်လောက်သွားတယ်အဲ့တော့ခါကျတော့ကျွန်တော်တို့ United အသင်းအနေနဲ့ကဒီရာသီကုံလောက်ကြာမှဒီကစားသမားလေးရဲ့ခြေစွမ်းကိုတစ်ချက်ကြည့်ပြီးတော့ကျွန်တော်တို့ United အသင်းကြီးမှာခေါ်လို့ရမရဆိုတော့ကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရမှာပေါ့နော်ဘာဖြစ်ပါဒီလူငယ်လေးကတော်တော်လေးကိုတိုးတက်လာတဲ့အရေးအယောင်တွေမြင်ရတာဖြစ်တော့ကျွန်တော်တို့ United အသင်းအတွက်ကတော့လုံးဝသတင်းကောင်းပဲပေါ့နော်နောက်တစ်ခုကတော့ညီကိုတို့အားလုံးကိုလည်းကျွန်တော်ရှေ့မှာလည်းကျွန်တော်တို့ပြောထားပြီးသားဖြစ်တဲ့ကျွန်တော်တို့ရှီယာလက်စီပေါ့နော်ဒီကစားသမားလေးကလည်းတော်တော်လေးကိုတိုးတက်လာတယ်သူကဘလောက်ထီတောင်တိုးတက်လဲဆိုရင်ကျွန်တော်တို့
နီးပြကျွန်တော်တို့အင်္ဂလန်နီးပြကျွန်တော်တို့တူချယ်ရဲ့လက်အောက်မှာတောင်မှ trainee တွေပါဆင်းရတဲ့အထီကိုသူကတိုးတက်လာတာသူက trainee ဆင်းတာမှန်တယ်မင်း U21 အောက်မှာဆင်းနေရမဟုတ်ညီကိုတွေနော်အင်္ဂလန်ရဲ့လုံးဝအသင်းကြီး squad မှာသူက trainee တွေဆင်းနေတဲ့ပုံရိပ်တွေကိုမြင်ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ United အသင်းရဲ့ senior အသင်းကြီးနဲ့အတူတူ trainee ဆင်းနေရအောင်မြင်ရတယ်သူကနီးပြတန်ဟက်လက်ထက်နီးပြအခုလက်ထက်အမိုရင်လက်ထက်မှာတောင်မှကျွန်တော်တို့ United ရဲ့ senior အသင်းကြီးနဲ့ trainee ဆင်းနေတဲ့ကစားသမားလေးဖြစ်တယ်အဲ့တော့ခါကျတော့ဒီကစားသမားလေးကကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့အာဖရိကပွဲကိုသွားမယ်ကျွန်တော်အမ်ဘူမိုတို့အာမတ်တို့မဇာရာဝီတို့သာမရှိတော့ဘူးဆိုကျွန်တော် United လူစင်းကတော်တော်လေးအားနေသွားမယ်အဲ့အချိန်မှာဒီကစားသမားလေးတွေကိုတုံးလာနိုင်တယ်ညီကိုတွေเนาะနောက်တစ်ခုကပွဲထွက်ခိုင်းမယ်လို့လေ United အသင်းကတာဝန်ရှိသူတွေကသူ့ကိုအဲ့အကြောင်းမလို့ training တွေဆင်းခိုင်းနေတာလည်းဖြစ်တယ်ပေါ့เนาะသူ့ရဲ့ position ကတော့ကျွန်တော်တို့အခုအမ်ဘူမူဆော့နေတဲ့နေရာပေါ့เนาะအမ်ဘူမူဆော့နေတဲ့နေရာမှာတော့သူကဆော့တယ်ဟုတ်ပြီဒီကစားသမားကတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင်ပေါ့เนาะဒီကစားသမားလေးကတော့အသက်ကတော့18နှစ်ပဲရှိသေးတယ်သူ့ရဲ့မွေးနေ့ကကျွန်တော်တို့2000ခွန် April 14ဆိုတော့ညီကိုတွေကဘယ်လိုပဲစဉ်းစားသူ့အနေနဲ့ကဒီနှစ်ကလည်းကုန်တော့မယ်တိတ်မလို့တော့ဘူးပေါ့เนาะ19နှစ်ပြည့်ဘူးကတော့သူကလည်းဘယ်ချီအားတန်တဲ့ကစားသမားပဲကျွန်တော်ရှေ့မှာပြောခဲ့တယ်သူကကျွန်တော်တို့အမ်ဘူမိုးရဲ့နေရာမှာပဲဆော့တဲ့ကစားသမားသူကအခု U21 အောက်မှာဆော့နေတာအဲ့တော့ခါကျတော့ဒီကစားသမားလေးတွေကတော်တော်လေးကိုတိုးတက်လာပြီအဲ့တော့ခါကျတော့ကျွန်တော်တို့အသင်းအနေနဲ့ကဒီရှေ့မှာလာမယ်စောင်းရသည်ကျွန်တော်တို့ဈေးကွက်မတိုင်ခင်ပေါ့နော်ပွဲချက်တွေကလာမှညီကိုတွေဘယ်လောက်ထိပွဲကြီးကြက်လဲဆိုရင်ကျွန်တော်တို့3ရက်တပွဲကြီးကန်မဲ့ခြေနေဒီမှာကျွန်တော်တို့ United ကစားသမားတွေအကုန်လုံးလဲကျွန်တော်တို့အသင်းကစားသမားတွေဒဏ်ရာတွေနောက်တစ်ခုကပွဲပတ်မှုဒဏ်တွေအများကြီးကြုံတွေ့ရနိုင်တယ်အဲ့တော့ခါကျတော့ဒီလိုလူငယ်ကစားသမားလေးတွေကိုကျွန်တော်တို့ United အနေနဲ့စမ်းပြီးတော့သုံးသင့်တယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်တယ်အဲ့ဒါမှလည်းဒီကစားသမားလေးတွေခြေသွမ်းကိုသိရမှာဒီကစားသမားလေးတွေရဲ့ခြေသွမ်းကိုသိရမှာနောက်တစ်ခုကတော့ကျွန်တော်တို့ United အသင်းကြီးရဲ့မြခင်းစိမ်းတွေပေါ်မှာဒီကစားသမားလေးတွေကနေရာပေးလိုက်မယ်ဆိုရင်သူတို့ရဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့လောက်ပြခြင်းတဲ့စိတ်တွေပေါ့နော်အဲ့ဒါတွေအားလုံးကလည်းကျွန်တော်တို့အသင်းအတွက်အများကြီးအထောက်အကူပြုလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်မိတယ်ပေါ့နော်ကဲဟုတ်ပြီညီကိုတို့ရဲ့အမြင်ကတော့ဘယ်လိုရှိတော့ဒီကစားသမားလေးတွေကိုကျွန်တော်တို့ United Senior အသင်းကြီးတွေမှာပွဲကိုကျွန်တော်တို့အချိန်ပြည့်မဟုတ်တော့မှာဗျာကျွန်တော်တို့10မိနစ်15မိနစ်မိနစ်20ဝန်းကျင်လောက်ထည့်သုံးသင့်တယ်လို့ထင်လားဒါမှမဟုတ်ရင်ကျွန်တော်တို့ United အသင်းနဲ့ဒီရှီရဲလူကိုပဲသုံးသင့်တယ်လို့ထင်လားဆိုတော့ညီကိုတို့နဲ့ comment section လေးမှာမှန်းခဲ့ပါအောင်ဗျာနော်ကဲဟုတ်ပြီညီကိုတို့ကျွန်တော်ရဲ့ video လေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်နှတယောက်ချင်းနေတိုင်းကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ရှိပါတယ်ဗျကဲဟုတ်ပြီကျွန်တော်ရဲ့ video လေးကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်းညီကိုတို့နဲ့ like and subscribe လုပ်ခဲ့ဖို့တော့မမေ့နဲ့အောင်နော်